ချင်းမျိုးသားတပ်ဦး CNF ငြိမ်းချမ်းရေးဆွေးနွေးရေးဖွဲ့ခေါင်းဆောင်ဒေါက်တာရွှေခါတို့သည်ပနာမသဘောတူညီချက်စာချုပ်ကိုအပြန်လှန်လဲလှယ်ကြပြီးအမတ်တရလက်ဆောင်များပေးရကြကပြည်ထောင်စုဝန်ကြီးများနှင့်အတူစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပါရရှင်ဟာကာမျိုးကရွေးကောက်ပွဲဖြစ်မြောက်ရေးနောက်ဆုံးအနေနဲ့အစီအစဉ်ရချင်းပြည်နယ်ပြည်ထောင်စုတိုင်းခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီပြည်သူလူထုနဲ့အတွင်းဆောင်ပွဲခမ်းနားအောင်မြင်စွာပြည့်ညတ်ကြောင်းကြေညာအပ်ပါရရှင်